foreign လုပ်ငန်းကို gambling လုပ်ငန်းအောင်စားလုပ်ငန်းလို့ပြောနေကြတယ်။ဘယ်လုပ်ငန်းပြည်လေးလာမယ်လို့ရှိရင်ကျွန်တော်လောင်းစားတဲ့ body တူပါပဲ။ beer license ဖွင့်နေဆိုတော့ဒီလို license တွေအတွက်ကျွန်တော် percent ရှားမယ်။ပြီးတော့ကျွန်တော်တို့ရောင်းအောင်လုပ်မယ်ဆိုတော့ကျွန်တော်လေးလာရမယ်။ဝန်ထမ်းကိုခံရမယ်ဆိုတော့ကျွန်တော်လေးလာမှရမယ်။လေးလာမယ်လို့လို့ရင်ကျွန်တော်ရှုံးပါပဲ။ကျွန်တော်ဒီ for လောက်ရတယ်မှာလည်းတွေကရောက်တရားမှာဆိုရှင်ကျွန်တော်က90အောင်ရှုံးပြီးတော့ငါတော့ကျွန်တော်ချန်ခဲ့တယ်။အဲ့ဒါဘာလို့လဲ။ကျွန်တော်ဒီမျိုးကိုစစ်တဲ့ကြောင်ပြောနေမှာမဟုတ်ပါဘူးကျွန်တော်တို့အဲ့9ရောက်မှာပါအောင်လုပ်ရတာရှိပါတယ်ဒီအော်မီနဲ့ trader ကြောင့်ပြောဆိုလို့ရှိရင် technical license ဆိုတာ10%ကျွန်တော်တို့ကအရေးကြီးတာပါကျွန်တော်30%ကျွန်တော်တို့ management လို့ခေါ်တဲ့ risk and reward management လို့ခေါ်တဲ့ကျွန်တော်တို့ regular ယူမယ် block ယူရပြန်ယူမယ်ဒါက30%ရေးပါတယ်နောက်ဆုံးကတော့ရေးကြီးလို့မယ်60%ရေးပါတာကကျွန်တော် trading psychology လို့ခေါ်တဲ့ technical license 10% money management က30%နဲ့နောက်ဆုံးက trading psychology 60%ဒီသုံးခုလုံးမိတ်ဆွေကတက်ရောက်ထားမှလည်းကျွန်တော်အောင်မြင် trader ဖြစ်မှာဖြစ်ပါတယ် trader မှာလည်းကျွန်တော် trader သုံးမျိုးရှိပါတယ် Brahma trader လည်း trader ကတော့ဘာမှမသိဘဲနဲ့ရောက်ဝင်လာတယ်အယောင်းဝင်လုပ်တယ်ရှုံးပြီးတော့ပြန်ထွက်သွားတယ်ဒါက Brahma user နောက်ပြီးတော့ user ကတော့နည်းနည်းတော့သိတယ်အဲ့တော့သူကရှုံးလိုက်နေလိုက်ရှုံးလိုက်နေလိုက်အချိန်ကကြာသွားတယ်ဘာမှအကျိုးမြင့်မချင်ဘူးသုံး user ကတော့တရားမှာဥစ္စာကထွက်သွားပြီး9ခိုင်မှာကျန်ထဲမှာပါတယ်လုံးဝငြင်းနေတဲ့ trader ဒီလိုမျိုးဒီ foreign ကိုလေးလာနေဆိုလို့ရှိရင်ဘယ်ရလေးလာမယ်ဘယ်ရစလေးလာမယ်ဆိုတော့ကျွန်တော်ပြောပြရမယ်ဒီ foreign ကိုကျွန်တော် online မှာလေးရလို့ရတယ် YouTube တွေမှာလည်းကြည့်လို့ရတယ်ဒါမှမဟုတ်စောင့်ရလို့ခက်တယ်ရတယ်အချိန်ကုန်တက်တာနေတယ်တိကျသိနေဆိုတော့ဒီနေ့လေးရတာပူကောင်းတယ်